Movie recap လုပ်ဖို့အတွက် video edit လုပ်ရင်းနဲ့အချိန်နဲ့အများကြီးကုန်နေတော့လားကိုလိုချင်တဲ့ video လေးကိုထည့်ပေးပြီး click တစ်ချက်နှိပ်လိုက်ရုံနဲ့အချိန်ကုန်လူပင်ပန်းခံစရာမလိုဘဲနဲ့ movie recap တွေထုတ်လို့ရတဲ့အကောင်းဆုံး AI2 နဲ့မိတ်ဆက်ပေးကြပါမယ်အဲ့ဒါကတော့ကျွန်တော်ကိုယ်တိုင်အကောင်းဆုံးဖန်တီးထားတဲ့ transcript master ပဲဖြစ်ပါတယ်အသုံးပြုတဲ့နည်းတွေကိုအသေးစိတ်ရှင်းပြမှာဖြစ်လို့အဆုံးထိကြည့်ပေးပါဦးဒီဗီဒီယိုမှာတော့ YouTube က movie recap အရှိကြီးကိုကျွန်တော်တို့ down စရာမလိုဘဲနဲ့တန်းပြီးတော့ကျွန်တော်တို့မြန်မာလို recap လုပ်မှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ auto recap ထဲကိုသွားပါဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ video link လေးထည့်လိုက်ရုံနဲ့တန်းပြီးတော့ထုတ်လို့ရမှာဖြစ်ပါတယ် okay auto recap ထဲရောက်သွားပြီဆိုရင်ဒီမှာကျွန်တော်တို့ upload file ရှိတယ် TikTok ရှိတယ် YouTube ရှိတယ် Rednote ရှိတယ်ကျွန်တော်တို့က YouTube ကတန်းလုံးမှာဖြစ်တဲ့ကြောင့် YouTube ကိုရွေးပေးပါပြီးရင်ဒီမှာကျွန်တော်တို့ YouTube link လေးထည့်ပေးလိုက်ရုံပါမယ်ပြီးရင် chat ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင် video ကဘယ်လို quality တွေ down လို့ရတယ်ပုံစံကဘယ်လိုရှိရဲဆိုတော့ပေါ်လာပါလိမ့်မယ်เนาะဒီမှာအဲဒါဆိုရင်ကျွန်တော်တို့ 1080p လေးကျွန်တော်တို့ down လိုက်ပါမယ်အဲ့ဒါလေးပြည့်အောင်တစ်ချက်စောင့်ပေးပါဒီဗီဒီယိုကစုစုပေါင်း16မိနစ်နဲ့38စက္ကန့်ကြာပါတယ်ဆိုတော့မိနစ်20ဝန်းကျင်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကဝင်သွားပြီပေါ့နော်ဒီမှာပေါ်လာပြီเนาะဒါဆိုဗီဒီယိုလေးဝင်သွားပြီအဲဆိုရင်ဒီမှာ blur effect လေးကျွန်တော်ထည့်မယ်ဆိုလို့ရှိရင်ထည့်လို့ရတယ်เนาะဒီမှာတော့ကျွန်တော် blur မလိုเนาะမလိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ blur ကိုပိတ်ထားလိုက်ပါမယ်ပြီးရင် freeze frame ကတော့ကျွန်တော်တို့ copyright မမိအောင်သုံးရတဲ့ဟာဖြစ်ပါတယ်ကျွန်တော်အဲ့ဒါလေးထည့်ပေးလိုက်ပါမယ် interval 3 duration 3 zoom power ကို 1.3 လေးထားလိုက်ပါမယ်ပြီးရင် voice speed ဒါကတော့ကျွန်တော်တို့နောက်ခံစကားပြောအတန်ကိုနည်းနည်းမြင်ချင်းတင်လို့ရတယ်ပုံမှန်ပဲထားခြင်းတော့မတင်လည်းရပါတယ်เนาะနောက်တစ်ခုက subtitle ဒီမှာကတော့ကျွန်တော်တို့စာတန်းထိုးပေါ့နော်စာတန်းထိုးကကျွန်တော်မှာပေးထားတဲ့ font 3ခုရှိတယ်အဲ့ဒါမသုံးချင်ဘူးတခြားဟာသုံးချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ choose font file ကိုရွေးပြီးတော့ကျွန်တော်တို့မှာရှိတဲ့ font file လေးထည့်လို့လည်းရပါတယ်ကျွန်တော်တို့တခြားဟာမထည့်တော့ဘူးဒီမှာရှိပြီးသားတွေကပြည်ထောင်စုလေးပဲကျွန်တော်ရွေးလိုက်ပါမယ်ကျွန်တော် header text ဆိုတာကြတော့ဗီဒီယိုရဲ့ထိပ်မှာစာရေးတာပါကျွန်တော်တို့မရေးတော့ပါဘူးပြီးဒီမှာ logo ရှိရင် logo ထည့်ပါမယ် background နောက်ခံသချင်းထည့်ခြင်းရင်ထည့်ပါမယ်နောက်ပြီးတော့ဗီဒီယိုအဆုံးသတ်မှာ outro video ထည့်ခြင်းရင်ထည့်ပါမယ် hook clipper ဆိုတာကြတော့အခုဗီဒီယိုရဲ့ရှေ့ဆုံးလေးမှာclip လေးတစ်ခုထည့်ခြင်းတယ်ဆိုလို့ရှိရင်ထည့်လို့ရအောင်လုပ်ပေးထားတာပါ edit script ဆိုတာကြတော့ AI ကထုတ်ပေးတဲ့ script ကိုကိုကမကြိုက်ဘူးပြင်ကျင်တာရှိတယ်ဆိုရင်ဖွင့်ထားပြီးဒါဆိုရင် तू က AI အတန်မထုတ်ခင်မှာ script လေးတွေကိုကိုယ့်စီကိုပို့လာပေးမယ်ကိုကကြည့်ပြီးတော့ပြင်ပေးလိုက်ရင်ရတယ်ဒါ तू ကတော့အလုပ်ပိုရှုပ်တယ်ပြင်ဖို့မလိုဘူးဆိုလို့ရှိရင်ပိတ်ထားလိုက်ပါနော်ပြီးရင် voice clone ကကြတော့ကိုအတန်မဟုတ်ဘဲနဲ့ဒါမှမဟုတ်လို့ရှိရင်ကိုပိုင်အတန်ဒါမှမဟုတ်လို့ရှိရင်တခြားလူတယောက်ရဲ့အတန်ကို clone လုပ်ပြီးတော့နောက်ခံစကားပြောအတန်ဖြစ်သုံးတာပါဒါကျွန်တော်တို့ဒီမှာတော့မသုံးတော့ဘူးเนาะဒီမှာကျွန်တော်က AI အတန် model 3ခုရှိပါတယ်အဲ့ဒီကကျွန်တော်က HTTPS ကိုသုံးပါမယ်เนาะပြီးရင် video ရဲ့ ratio ကိုကျွန်တော်1ချိုး1လေးထားလိုက်ပါမယ် target language ကကြတော့ကျွန်တော်တို့ကမြန်မာလိုလုပ်မှာဖြစ်တဲ့ကြောင့် Burmese ပဲရွေးပါမယ်ပြီးရင်ဒီမှာကျွန်တော်တို့ cheap server ဆိုတာရှိပါတယ်အဲ့ဒါလေးဖွင့်လိုက်ပါဒါဆိုရင် credit ကထက်ဝက်တက်တာသွားပါလိမ့်မယ်เนาะပြီးရင်ဒီ splitting clip ဆိုတာကိုကျွန်တော်တို့အဆုံးထိတင်ပါဒီ quick cut လေးပွင့်နေတာကိုဒီတိုင်းလေးထားပေးပါဒါဆိုရင်ပိုမြင်ပါတယ်เนาะ okay အဲ့ဒါဆိုရင်ကျွန်တော်တို့စပြီးတော့ auto recap ကိုလုပ်ပါမယ်အချိန်က17နာရီ21မိနစ်ပါဘယ်လောက်ကြာလဲကြည့်ကြည့်ရအောင်ပါမိနစ်20စာဗီဒီယိုတစ်ပုဒ်ပေါ့နော်အဲ့ဒီဗီဒီယိုကိုကျွန်တော်တို့ auto recap မှာလုပ်တာဘယ်လောက်ကြာသလဲဆိုတာကိုတစ်ချက်ကြည့်မှာဖြစ်ပါတယ် okay ဒါဆိုရင်စပြီးတော့အလုပ်လုပ်နေပါပြီကိုကစောင့်ကြည့်နေဖို့မအားဆိုလို့ရှိရင်ဖုန်းမှာကျွန်တော်တို့စပြီးထုတ်ပြီးပြီဆိုတော့ ਨੇ ကိုလုံးဆရာရှိတာလေးလုပ်နေလိုက်ပေါ့နော်ပြီးရင်ပြန်လာကြည့်လိုက်ရပါပြီကျွန်တော်တို့အခုလိုမိနစ်20စာဗီဒီယိုဆိုလို့ရှိရင်ကြာချိန်ကပုံမှန်ဆိုလို့ရှိရင်တော့10မိနစ်ကနေ15မိနစ်ဝန်းကျင်နဲ့ပြီးပါတယ်ကိုယ်တိုင် edit လုပ်တဲ့လူတွေဆိုလို့ရှိရင်သိပါလိမ့်မယ်ဒီလောက်မိနစ်20လာဗီဒီယိုတွေကိုကိုယ်တိုင်လုပ်မယ်ဆိုလို့ရှိရင်နိုင်နဲ့ချီပြီးကြာမှာပါသိကြပါတယ်ဒါကိုယ်တိုင်လုပ်တဲ့လူတိုင်းသိပါတယ်ကျွန်တော်စာတန်းထိုးတွေလည်းထိုးရမယ်ဟလား voice တွေချိန်ရမယ်ပြီးဒီလို freeze frame တွေထည့်တဲ့အပိုင်းတွေဆိုပိုတော့ကြာပါသေးတယ်နော်အဲ့တော့ဒီမှာကတော့ကျွန်တော်တို့ပုံမှန် cheap server လေးသုံးမယ်ဆိုလို့ရှိရင်တော်တော်လေးမြန်ပါတယ်ကျွန်တော်ခုနပြောတဲ့အတိုင်း10မိနစ်ကနေပြီးတော့15မိနစ်ကြာကိုပြီးပါတယ်တခါတလေဆိုလို့ရှိရင်အဲ့လောက်တော့မကြာပါဘူး okay အခုဆိုရင်17နာရီနဲ့မိနစ်30ဖြစ်သွားပါပြီဒီမှာကျွန်တော်တို့ uploading အဆင့်ရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဒါဗီဒီယိုထုတ်တာပြီးသွားပြီလို့ပြောလို့ရပြီပေါ့နော်
ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ထုတ်လိုက်တာ17နာရီနဲ့21မိနစ်ဖြစ်တဲ့အတွက်ကြောင့်နော်6မိနစ်ပဲကြာပါတယ်နော်ကျွန်တော်တို့မိနစ်20စာနော်မိနစ်20စာ recap video ကြီးတစ်ပုဒ်ကို6မိနစ်နဲ့ပြီးတော့ပါတယ် ဒါဝူရီအဆောက်အအုံမှာသိပ္ပံပညာရှင်ရောင်ချူကသူဟာအကြမ်းဖက်တိုက်ခိုက်မှုတစ်ခုလုပ်တော့မယ်လို့ရဲတွေ Okay အခုလိုမျိုး recap တွေလုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ transcript master လေးကိုဝယ်ပြီးသုံးလို့ရပါတယ်ဝယ်ပြီးသုံးမယ်ဆိုလို့ရှိရင်တော့ premium plus plan လေးကိုဝယ်ပေးရမှာဖြစ်ပါတယ်တစ်လောက်ကိုမြန်မာငွေ62,000ကျပ်ထိုင်းဘတ်နဲ့ဆိုတော့499ဘတ်ပေးရပါမယ်credit ကတော့စုစုပေါင်း450ပါပါမယ် credit ကုန်သွားတယ်ဆိုလို့ရှိရင်ကိုလိုတလောက်ကို credit ကိုဒီမှာ package တွေအတိုင်းဝယ်ပြီးတော့ဖြည့်လို့ရပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ page messenger လေးကိုလာပြီးတော့စုံစမ်းလို့ရပါတယ် okay ပါအားလုံးကြည့်ပြီးကြကျေးဇူးပါ